ကောင်လေးတယောက်ဟာမေ့မျောနေတဲ့သူ့ကောင်မလေးရဲ့လက်မှာလက်စွပ်တကွင်းကိုကိုယ်တိုင်ဝတ်ပေးလိုက်တယ်ပြီးတော့သူတယောက်တည်းပြုံးနေခဲ့တယ်ဘာကြောင့်လဲဆိုတော့ကောင်မလေးသတိလစ်နေတဲ့အချိန်မှသာသူ့ရင်ထဲမှာနှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့အချစ်စကားတွေကိုပြောရဲခဲ့လို့ပါသူတို့နှစ်ယောက်ကသွေးသားတော်ဆမှုမရှိပေမဲ့ကောင်လေးကတော့သူ့ရဲ့ခံစားချက်တွေကိုအမြဲတမ်းရင်ထဲမှာပဲမြုပ်နှံထားခဲ့တယ်ဒါပေမဲ့ဒီနေ့သူ့ရဲ့အချစ်စစ်ကိုထုတ်ဖော်ပြောလိုက်တဲ့အချိန်မှာပဲကောင်မလေးကထာဝရထွက်ခွာသွားခဲ့တယ်ဒီအဖြစ်ကိုကောင်လေးအတွက်လက်ခံဖို့အယမ်းခက်ခဲခဲ့တယ်နှစ်ပေါင်းများစွာချစ်လာခဲ့တဲ့သူကဒီလိုလွယ်လွယ်နဲ့သူ့ကိုထားခဲ့မယ်ဆိုတာ तू မယုံနိုင်ခဲ့ဘူးဒါပေမဲ့ကောင်လေးမသိခဲ့တာတခုရှိတယ်ကောင်မလေးက3နှစ်လုံးလုံးမေ့မျောနေခဲ့ပေမဲ့ तू ပြောသမျှစကားတိုင်းအချစ်ဝင်ခံသမျှအရာအလုံးကိုရှင်းရှင်းလင်းလင်းကြားနေရတာပဲဖြစ်တယ်ဒါကြောင့် तू မတေဆုံးကနေမှစိတ်ထဲကနေတစ္ဆာပြုခဲ့တယ်နောက်ဘဝတစ်ခုထပ်ရခဲ့ရင်ဒီတစ်ခါတော့သူ့ရဲ့အချစ်ကိုတေချာပေါက်တုံ့ပြန်ပေးမယ် तू မရဲ့ဆူတောင်းကိုကံကြမ္မာကကြားသွားတယ်လို့ပဲ तू မဟာနောက်ထပ်ဘဝတစ်ခုကိုအမှန်တကယ်ရရှိခဲ့တယ်တတိပြန်လဲလာလာချင်းမှာပဲစာမွေးပွဲအမှတ်အနှိမ်ဆုံးရခဲ့လို့ဖခင်ဖြစ်သူကအော်ဆူနေတဲ့အတန်ကိုသူမကြားလိုက်ရတယ်။မျက်လုံးဖွင့်လိုက်တဲ့အခါသူမပထမဆုံးမြင်လိုက်ရတဲ့သူကတော့အဲ့ဒီကောင်လေးပဲဖြစ်နေတယ်။သူ့ကိုမြင်လိုက်တာနဲ့အယမ်းဝမ်းသာသွားပြီးဘသူ့ကိုမှဂယုမဆိုင်တော့ပဲသူ့စီကိုတန်းပြေးသွားကတင်းတင်းကြပ်ကြပ်ဖက်လိုက်တယ်။ဒါပေမဲ့ကောင်လေးကတော့သူမကိုညင်ညင်သာသာပြန်ခွာလိုက်တယ်။အဲ့ဒီအချိန်မှာသူမကတခုခုကိုသဘောပေါက်လာသလိုဖြစ်ပြီးဘယ်ဘက်လက်မှာအထက်တန်းကျောင်းတုန်းကရခဲ့တဲ့မီးလောင်တန်းရအမာရုပ်ကလုံးဝပျောက်ကင်းနေတာကိုသတိထားမိလိုက်တယ်။အဲ့ဒီခါမှသူမဟာအထက်တန်းနောက်ဆုံးနှစ်ကိုအချိန်ပြန်ရောက်လာပြီဆိုတာနားလည်သွားတယ်။ဒီတစ်ချိန်တော့အရာအလုံးကိုပြောင်းလဲပြစ်မယ်လို့သူမဆုံးဖြတ်လိုက်တယ်။အခြေအနေကနည်းနည်းအဆင်မပြေဖြစ်လာချိန်မှာမိထွေးနဲ့သူ့သမီးကကြားဝင်လာပြီးစကားလမ်းကြောင်းပြောင်းဖို့ကြိုးစားရင်းကောင်လေးကိုကျေးဇူးပြုပြီးစိတ်ထဲမထားပါနဲ့လို့ပြောလိုက်တယ်။ဒါပေမဲ့ကောင်မလေးကတော့သူတို့ကိုဘာမှပြန်မပြောခဲ့ဘူး။